ချိန်ကထိုင်းနိုင်ငံမြောက်ဘက်အီဆန်ပြည်နယ်ရဲ့တော်ရင်းတနေရာကလူအပြစ်ဖန်ဆင်းနေထိုင်တဲ့တောချောင်မာလေးဟာရွာလေးတရွာကမော်လီတစင်းကိုပိုင်ဆိုင်ထားတဲ့မိဘမဲ့လူလင်လေးတယောက်နဲ့ချစ်ကျွမ်းဝင်သွားတဲ့အခါမှာတော့သူမရဲ့ဘဝဟာဘလို့ရဆက်ဖြစ်မလဲသူတို့နှစ်ယောက်ရဲ့ဘဝကီးဟာဘလို့စမ်းကြံမှုတွေနဲ့ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမယ်ထိုင်းရာဆိုရင်လားချစ်ချင်းတက်တဲ့တီရီပထိုးစီရီအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တခါတော့ကကျေပြောဆင်းဆူလှတဲ့တောတော်တနေရာမှာနေထိုင်တဲ့ကြောင်မလေးတစ်ကောင်ရှိပါတယ်ကြောင်မလေးဟာတီလာဆောက်တည်ပြီးနေစဉ်နဲ့မျှဝေဒုံနမင်းကြီးကိုတတိများသရာထထန်စွာနဲ့စက်ခဲ့လေးရှိတယ်ဒီလိုနဲ့ဂါရဝတရားရှိပြီးရင်ကျေးတင်မွေးတဲ့ကြောင်မလေးကိုနမင်းကြီးကတကိုးတော်နဲ့ကြောင်ဘွားကနေရုပ်ရည်ချုံမောတဲ့အပြင်စိတ်စေတနာကောင်းတဲ့လူသားမင်းကလေးစင်စစ်ဖြစ်နေဖန်ဆင်းပြလိုက်ပြီးကျက်တီမင်္ဂလာနဲ့ပြည့်စုံသူဖြစ်သူမကိုတီရီလို့အမည်ပေးလိုက်ပါတယ်တီရီလေးဟာလူသားဖြစ်ပေမဲ့မူလအတိုင်းတီလာဆောက်တည်ပြီးကောင်းမှုကုသိုလ်များလှုပ်ဆောင်နေကတော်ရင်းမှာပဲနေထိုင်နေပါတယ်တော်ကြီးနဲ့တိမ်မွေးတဲ့တနေရာမှာတော့အင်ဂျီနင်းငယ်နဲ့ပန်တူးဆိုတဲ့ရွာလေးတရွာရှိပါတယ်ဒီရွာလေးမှာကြံပီးတို့ခေါ်တဲ့မိဘမဲ့လူလင်တယောက်ရှိပြီးငယ်ရွယ်စဉ်ကလေးကနေမိဘတွေကဆုံးမသွားခဲ့ကြပါတယ်ကြံပီဟာမိဘမဲ့ဖြစ်တဲ့အပြင်အလွန်ဆင်းရဲတာကြောင့်လည်းအလုံများမယမနာလုပ်ရပြီးခက်ခဲစွာနဲ့အသက်မွေးရပေမဲ့ဘယ်တော့အခါမှသူတစ်ပါးရဲ့ပစ္စည်းကိုခိုးယူလိုခြင်းမရှိခဲ့ပါဘူးဒါအပြင်ကောင်းမှုကုသိုလ်တွေလည်းအခါခွင့်တင်တိုင်းပြုလုပ်လို့ရှိပါတယ်တညမှာတော့ကြံပီရဲ့မိဘဝိညာဉ်တို့ဟာအိမ်မော့ချနေခဲ့တဲ့ကြံပီကိုအိမ်မက်ပေးပါတယ်အိမ်မက်ထဲမှာတော့မိဘတွေဟာနောက်ဘဝကိုကူပြောင်းတော့မှာမလို့သားကိုလာနှုတ်ဆက်တာဖြစ်ပြီးမသွားခင်မှာသားလေးကိုအိမ်နောက်ဘေးကတဖန်းသေးပင်အောက်မှာမြေတုပြီးအောက်မှာရွှေလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီရွှေလေးကလေးကိုဘုံကန်ရှိတဲ့သူသားအသုံးပြုနိုင်ပြီးရွှေလေးဟာကျုံနိုင်ချင့်နိုင်စွမ်းရှိတဲ့ပြင်လူရခရီးကိုတွားနိုင်ပြီးမြေရှိုးမိုးပြန်နိုင်စွမ်းလည်းရှိပါတယ်ဒီတော့မနက်မိုးရင်းတဲ့အခါမှာကြံပီဟာချက်ချင်းပဲအိပ်ရထပြီးအိမ်မက်ပေးတဲ့အတိုင်းပဲပေါက်ပြားနဲ့အိမ်နောက်ဖေးကတဖန်းသေးပင်အောက်ကိုအတန်းချောင်းတူးပြီးတဲ့နောက်မှာတော့သိငယ်တဲ့ရွှေလေးလေးကိုရှာတွေ့ခဲ့ပါတယ်ချန်ပီယံမိဘရဲ့အိမ်မက်ပေးတဲ့အတိုင်းပဲရွှေလေးကိုတွေ့သွားတဲ့အခါမှာအယံဝါသာသွားပြီးရွှေလေးလေးကိုဘယ်သူမှမသိအောင်တေချာဖွက်ထားကရွှေလေးလေးကိုအသုံးပြုတတ်ဖို့အတွက်နေတိုင်းအမြဲတမ်းလေ့ကျင့်နေခဲ့တယ်ရွှေလေးလေးကိုကျုံးလိုက်ချဲလိုက်လို့ရင်မိုးပေါ်ပြန်တက်နိုင်အောင်လေ့ကျင့်ပြီးတဲ့နောက်မှာရွှေလေးလေးကိုကျွမ်းကျင်စွာနဲ့အသုံးပြုနိုင်ခဲ့ပါတယ်ဒီနေ့မှာတော့ချန်ပီယံရွှေလေးလေးကိုစီးပြီးမိုးပြန်နေရင်အနီးနားကတောအုပ်ကြီးတစ်ခုကိုရောက်သွားခဲ့ပါတယ်ချန်ပီယံတောအုပ်ကြီးတွေကမိန်းကလေးတူအော်ဟစ်တန်ကြားလိုက်ရပါတယ်ဒီမိန်းကလေးကိုကြားရီတကောင်ကနောက်ကနေလိုက်နေတာဖြစ်ပြီးမိန်းကလေးဟာအခြားမဟုတ်ပဲတီတီဖြစ်နေခဲ့တယ်ဗျချန်ပီယံအနေအတွင်းနဲ့ကြောက်နေခဲ့တဲ့တီတီကိုရဲရင်စွာနဲ့ကယ်တင်လိုက်နိုင်ပြီးကြားရီကိုလည်းခုခံတိုက်ခိုက်လိုက်ပါတယ်လူလင်မျိုးလေးချန်ပီနဲ့ကြားရီတို့ရဲ့တိုက်ပွဲဟာပြင်းထန်နေခဲ့ပြီးနှစ်ပတ်စလုံးထိခိုက်ဒဏ်ရာတွေရနေခဲ့ကြပြီးနောက်ဆုံးမှာတော့ချန်ပီဟာကြားရီကိုအောင်မြင်စွာနဲ့တိုက်ခိုက်နိုင်သွားခဲ့တယ်ချန်ပီဟာကြားရီကိုအောင်နိုင်ခဲ့ပေမဲ့တေလူမျိုးသားအထိကိုပဲဒဏ်ရာများပြားရနေခဲ့ကြောင်းတီရီဟာမိမိနေထိုင်ရာတဲအိမ်ကြီးစီကိုခေါ်ဆောင်သွားပြီးတင်းမြင့်ဆေးများနဲ့ချန်ပီရဲ့ဒဏ်ရာများသက်သာအောင်ကုသပေးခဲ့ပါတယ်ရဲတော်တန်ကြာပြီးတဲ့နောက်မှာတော့ချန်ပီရဲ့ဒဏ်ရာတွေကကောင်းကောင်းသက်သာသွားခဲ့ပါတယ်တီရီနဲ့ချန်ပီတို့ရဲ့တန်ရုံးစင်ကလည်းခိုင်မာလာခဲ့ပြီးတူဦးပေါ်တူဦးချစ်ချင်းမြတ်တာရှိတာကြောင့်မကြခင်မှာပဲလက်ထပ်ခဲ့ကြပါတယ်လက်ထပ်ပြီးသွားတဲ့နောက်မှာတော့ဇနီးမောင်နှံနှစ်ဦးတို့ဟာချန်ပီရဲ့ရွာမှာရှိတဲ့တဲအိမ်လေးထဲမှာအတူတူကပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြတယ်ဇနီးမောင်နှံနှစ်ဦးတို့ကတူဦးပေါ်တူဦးလေးစားချစ်ခင်ကြပြီးအားလျက်မှာတော့တဖန်သီးပင်ကြီးနီးတစ်ဝိုက်ကတဘာဝရှုခင်းအလှတွေကိုအတူတူကကြည့်ရှုလေးရှိကြတယ်ဒီနေ့မှာတော့ဥတ္တရပြည့်ရှင်ပြီးရင်ဥတ္တရမင်းကြီးကတိုင်ကန်လှည့်လျင်တီရီတို့ဇနီးမောင်နှံကိုလမ်းမှာတွေ့လိုက်ပြီးတော့မင်းကြီးဟာရုပ်ရည်အစင်ချောမောလှပတဲ့ချန်ပီရဲ့ဇနီးတီရီကိုချစ်သက်ဝင်သွားခဲ့တယ်မင်းကြီးဟာလင်းယောက်ျားရှိတဲ့မျိုးသမီးမှန်သိရနဲ့တီရီကိုမိမိထံဆက်သဖို့အတွက်ချန်ပီကိုအမိန်ပေးလိုက်ပါတယ်ဒီတော့ချန်ပီဟာချက်ချင်းညှင်းဆိုလိုက်ပြီးမင်းကြီးကအာဏာသုံးပြီးစစ်သည်များကိုချန်ပီကိုဖမ်းချုပ်စေပြီးတီရီနဲ့ခွဲလိုက်ပါတယ်ချန်ပီဟာပြန်လည်ခုခံတိုက်ခိုက်ပေမဲ့လည်းစစ်သည်အင်အားများပြားလွန်းတာကြောင့်ထိခိုက်ဒဏ်ရာများစွာရသွားခဲ့ပါတယ်ချန်ပီကရွှေလီလေးကိုကောင်းကင်ထက်ကိုပြစ်တင်လိုက်ပြီးတီရီကိုရွှေလီနဲ့အတူထပ်ပြေးခိုင်းလိုက်ပါတယ်
ကျန်ပီကမင်းကြီးစီမှာဖမ်းခံလိုက်ပြီးတီတီဟာလည်းဘာဆက်လို့ရမှန်းမသိပဲလမ်းပြောင်နေခဲ့ပါတယ်။တီတီဟာဝေဒဝန်နဲ့မင်းကြီးထံမှအကူအညီတောင်းဆိုတဲ့အခါဝေဒဝန်နဲ့မင်းကြီးကဒီဖြစ်ပျက်တွေဟာတီတီတို့ဇနီးမောင်နှံရဲ့ရှေးခံတရားကြောင့်ဖြစ်ပြီးဝေဒဝန်နဲ့မင်းကြီးကိုတော်တိုင်ကူညီလို့မရနိုင်ခဲ့ပါဘူး။တီတီဟာတစုံတရာညှင်းပယ်ခြင်းမရှိပဲဝေဒဝန်နဲ့မင်းကြီးရဲ့ဆုံးမစကားကိုနားလည်လက်ခံခဲ့တယ်။တစ်ချိန်တည်းမှာပဲမင်းကြီးရဲ့စစ်သည်များရဲ့တေလူမျိုးပါနှိစက်တံတွေကိုခံနေခဲ့ရတဲ့ကြံပီကိုမြင်တွေ့နေခဲ့ရတဲ့တီတီဟာအလွန်ဝမ်းနဲ့ကြေကွဲရပြီးမတက်နိုင်တော့တဲ့အစိုးမှာတော့မင်းကြီးထံမှခါစားလိုက်ပြီးမင်းကြီးအလိုလက်ရောမြည်ဖြစ်ကြောင်းပြောပြီးချစ်သူကြံပီကိုလှုပ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ချေရသူဖြစ်တဲ့တီတီရဲ့တောင်းဆိုမှုကိုကြားရတဲ့ကြံပီဟာလည်းတေလူနီးပါးဝေဒနာခံစားနေရတာကြောင့်အသက်ရှင်ဖို့ဖြစ်နိုင်တော့တဲ့အပြင်ချစ်သူတီတီရဲ့စိတ်ဆန္ဒမပါပဲမင်းကြီးကအာရမပိုင်ဆိုင်ကျင်နာရီကြောင့်ကြံပီလူလီဟာမိမိရဲ့ဦးခေါင်းကိုတိုင်လုံးနဲ့ဆောင်းလိုက်ပြီးအဆုံးစီရင်သွားခဲ့ပါတယ်။ချစ်သူတည်ဆုံးသွားတာကိုမြင်တွေ့သွားခဲ့တဲ့သီရီဟာပြောင်းပြနိုင်လောက်ဝမ်းနဲ့ကြေကွဲပြီးအသက်မဲ့သွားတဲ့ကြံပီကိုပွေ့ကြည့်ကနှလုံးကွဲမတက်ငိုကြွေးနေခဲ့တယ်။သီရီဟာအသက်မဲ့သွားတဲ့ကြံပီကိုကောင်းစွာတကြိုပေးဖို့နဲ့ကြံရှိတဲ့ပြာမှုန့်တွေကိုလည်းလွမ်းစီတီတီးပေးဖို့မင်းကြီးကလိုက်ရောပဲမယ်ဆိုရင်မင်းကြီးနဲ့လက်ထက်မဲတို့တောင်းဆိုလိုက်ပါတယ်။ဒီတော့မင်းကြီးဟာတီရီရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပြီးကြံပီရဲ့အတုပအခမ်းအနားကိုကြီးကျယ်စွာနဲ့လှုံ့ဆော်ပေးခဲ့တဲ့ပြင်ကြံရှိတဲ့ကြံပီရဲ့အယိုးပြမှုန့်တွေကိုလည်းလွမ်းစီတီစုတီထားစေခဲ့တယ်။ကိစ္စရီအလုံးပြီးဆုံးသွားတဲ့အခါမှာတီရီကမင်းကြီးကိုစိတ်ဆန္ဒမပါဘဲဟန်ဆောင်လက်ထက်လိုက်ပြီးနောက်တနေ့မှာတော့တီရီဟာမင်းကြီးကိုမိမိနဲ့အတူရွှေဒီပေါ်တက်ဖို့အတွက်ခေါ်လိုက်ပါတယ်။ဒီတော့မင်းကြီးကလည်းတီရီတောင်းဆိုသမျှတွေကိုလိုက်ရောပေးနေပြီးကောင်းကင်ဘော်ကိုရွှေလေးစီးကတိုင်းငန်းလှည့်လည်သွားနေခဲ့တယ်။အဲဒီနောက်မကြာမီပါပဲတီတီကမင်းကြီးကိုလှေပေါ်ကနေတွန်းချလိုက်ပြီးမင်းကြီးကမြေပေါ်ကိုကျကလူအများမြင်ကွင်းရှိမှာပဲတေဆုံးသွားခဲ့ပါတယ်။မင်းကြီးတေဆုံးသွားပြီးတဲ့နောက်မှာတီတီကချန်ပီရဲ့လွမ်းစီတီရှိရာရက်ကိုရွှေလေးစီးပြီးတော့မှသွားခဲ့တယ်။တီတီဟာဇေဒီရှိမှာချန်ပီရဲ့ရိုးပြအိုးကိုကန်လိုက်ပြီးဝေဒဝန်နတ်မင်းကြီးနဲ့တကွနတ်တီဝါအပေါင်းတို့ကိုတိုင်တယ်လိုက်ပြီးဒီဘဝမှာချန်ပီတူးတဲ့သာချစ်ခင်ပြီးဘယ်တော့အခါမှတစ္ဆာမဖောက်ပါမှန်ကန်တဲ့တစ္ဆာစကားကြောင့်မိမိဟာတေဆုံးပြီးချန်ပီရဲ့နောက်ကိုလိုက်သွားပြရစီဘဝစတိုင်းချစ်သက်တွေရှိရပါစေလို့တစ္ဆာဆိုလိုက်ပါတယ်တီရီဟာမကြခင်မှာပဲအသက်ရှူရက်ပြီးသူရဲ့ချစ်သူချန်ပီလွမ်းစီတီမှာပဲတေဆုံးသွားခဲ့တယ်တီရီရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့ရွှေစင်းရှိတဲ့ကြောင်မလေးဖြစ်ကိုပြောင်းသွားပြီး၎င်းကြောင်ကြောက်ရွံ့ဟာရွှေလေးရဲ့ဘေးမှာယနေ့တိုင်မန်ချာပထိုးတော်ကြီးဘေးမှာတွေ့မြင်ကြရတာဖြစ်ပါတယ်။ဇီဒီတီထားရဲ့နေရာကတော့ထိုင်းနိုင်ငံဥဒွန်းဌာနီခရိုင်စီတက်မြို့ချန်ပီရက်ကွက်နောက်ဝမ်းရွာတီရီထာပနာမန်ချာကျောင်းမှာယနေ့တိုင်တီထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ပြည်သူကြီးတို့အနေနဲ့ထိုင်းနိုင်ငံရောက်ခဲ့ပဲဆိုရင်ရာဇဝင်တွေကကြောင်မလေးတီရီရှိရာတီရီထာပနာမန်ချာကျောင်းကိုလဲပတ်ခဲ့ကြပါဦး။ဒီနေ့တက်ဆက်ပြီးသွားခဲ့တဲ့ကျောင်းအလေးကတော့ထိုင်းရာဆိုရင်လားချစ်ချင်းတက်သေးသေးတီရီပထိုးစီရီအကြောင်းပဲဖြစ်ပါတယ်။ကျန်တဲ့တက်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။တကယ်လို့အချက်လက်များလွဲမှားခဲ့မယ်ဆိုရင်သို့မဟုတ်ကြံရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့အဖွဲ့သားတွေကအနုညွတ်တောင်းပန်အပ်ပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ဒီဇလန်လေးကိုကျန်တဲ့တက်တယ်ဆိုရင် like subscribe and share လေးလုပ်ပေးဖို့အတွက်မေ့ပါနဲ့နော်။အဆုံးထိကြိုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။